ဟာလိုအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့တီတီ LGBT Audio Wall Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဇာဒါရီယာမိုးရေးသားထားတဲ့အဆောင်အစာမဲဆိုတဲ့ဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းမန်းကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဇာတ်လမ်းလေးမစနေခင်မှာလည်းကျမရဲ့ channel လေးကို like ရ subscribe လုပ်ပေးပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးသွားကြဖို့တောင်းဆိုချင်ပါရဲ့ရှင်ဒါဆိုရင်ဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းမန်းကိုအခုပဲစတင်ပြီးတော့မှဖတ်ပြပေးပါတော့မယ်လိုက်ပါပြီးတော့မှနားဆင်ပေးကြပါအောင်ရှင်။ဘာပဲဖြစ်ဖြစ်ပါစောစောကလိုင်းမင်းကြီးထံပါမှာအကျွန်ုပ်ကဆူတောင်းပြီးပြီအရှင်။တိတ်အရှင်သိရင်အကျွန်ုပ်လည်းလိုက်ပါသေးပါမယ်။တကြီးအနားမှာပဲဘဝဆက်တိုင်းနေပြစီလို့ဤလို့လေ။ကိုတရဝက်ကဒါအောင်လာမင်းစီမှာဆူတောင်းနေစရာမလိုပါဘူး။ကိုကပဲတိတ်ဤဆန္ဒကိုဖြည်းဖြည်းပေးလိုက်ပါမယ်ဆိုရင်ယုံမလားတရဝက်။အရှင်တကယ်ပြောနေရလားတရဝက်ကအကျွန်ုပ်ကိုမယုံကြည်ပေဘူးလားအရှင်ကိုယုံကြည်ပါတယ်တိတ်အာခူကြီးတစ်ခုလုံးရှေ့ရဲ့အတန်မှာဟိမ့်ထွေရသွားသလိုရှေ့မှာအခုမှအိယာကလန်နိုးထလာရသူပမာနေခန္ဓာကိုယ်ထိချွေးစာများရွှဲနေပြန်ပါတယ်စောစောကမိုးတွေတဲထန်စွာရွာတန်းနေစဉ်မှာပဲရှေ့အနာကဒိတ်ဆိုသောမိစ္ဆာကောင်ကြီးရုပ်တည်ပျောက်ကွယ်ရသွားခဲ့ပြန်သလိုတကိုယ်လုံးအဖြူအောင်များဝတ်ဆင်ထားသည့်အသားရည်ဝင်းဝါသည့်အမျိုးသမီးတူထပ်မယ်ရောက်ရှိလာကရှေ့ဤမျိုးလုံးများမေးစင်းကအိပ်ပျော်ရဲသွားသလိုဖြစ်သွားရပြန်နေအိမ်မက်ထဲမှာရှေ့တို့နေသောအစိမ်းရောင်ကူကြီးရှိသောဒိတ်ဤမျိုးနွယ်စုများရောက်ရှိလာကြကအသက်ကြီးကြီးလူတူနှင့်ဒိတ်တို့မှာအပြင်းထန်တိုက်ခိုက်နေကြပါသည်မကြောက်နဲ့ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမင်းကလုံခြုံပါတယ်ဟုဆိုကရှေ့ကိုဒိတ်ကအတင်းလက်ဆွဲပြီးကူကြီးအတွင်းသို့ဝင်နေစေကအပြင်ကနေကြောက်တုံးဖြင့်ကူကြီးအဝင်ဝါပိတ်ရထားခဲ့ပါသည်အိမ်မက်ထဲမှာရှေ့ခက်ကဒိတ်ကိုအယံမဲစိုးရိမ်နေမိလို့တိတ်မှမမီကိုပိတ်ထားခဲ့ပါတော့အဝါမှကြောက်တုံးကြီးနဲ့ကူသားနေရန်ကြားမှနေခဲရခဲစစ်ထိုးထွေလာကဒိတ်တို့ဤတိုက်ခိုက်နေကြတော့တိုက်ပွဲကြောင့်ဝင်ရောက်ရှိသွားခဲ့မိသလိုဒိတ်ကိုပြင်းထန်စွာတိုက်ခိုက်နေပါတဲ့လူကြီးကြောင့်ဒဏ်ရာများစွာရနေပါတော့ဒိတ်ဤရှိမှကွယ်ကရက်လိုက်မိရင်အိမ်မက်ကလန်နိုးလာမိခြင်းဖြစ်၏အသင်နိုးလာပြီလားအမေရုတ်တရက်ရှေ့မှပြန်လဲရပေါ်လာသောအိမ်မက်ထဲမှအဖြူအောင်ဝတ်ထားသောအမျိုးသမီးကြောင့်ရှေ့မှလက်ငါထခုံမိလိုက်သည်မထိတ်လန့်ပါနဲ့အသင်လူသားကျွန်ုပ်ကသင်ရောအန္တရာယ်မပြုတ်ပါဘူးမင်းကဘယ်သူများလဲဒိတ်ကရောအသင်ကအကိုတော်မုန်းတီးရွံရှာနေတယ်မဟုတ်ပါလားလူသားယခုမှမူအဘယ်အတွက်ကြောင့်မင်းနေရတာများလဲအမျိုးသမီးဤစကားကြောင့်ရှေ့မျက်နှာပြစ်ကခေါင်းကိုငုံချလိုက်မိပါတယ်ထို့အမျိုးသမီးကရှေ့မျက်နှာကိုအကဲခတ်သလိုကြည့်နေပါသည်ဟိုကျွန်တော်ကအဲ့ဒါကတင်ကကျွန်တော်ဤအကိုတော်အချက်စမ်းနေတာထင်မှတို့ပေမဲ့အကိုတော်ကတင်းဤစင်ရင်ဟုထင်မှတ်ကကြီးစွာပင်နာကျင်နေရပါတယ်ရှေ့ခက်တတော်ဝါခမညာအမဘာပြောတာလဲဗျစောစောကတင်းဤအိမ်မက်ထဲမှာမြင်ခဲ့ရတာတွေကတင်းတို့ဤရှေးဘဝဖြစ်ပေတဲ့အသင်လူသားအကိုတော်ဟာတင်းနဲ့ပြန်လဲဆုံသီးရစေဖို့ရန်အတွက်ကောင်းမှမြင့်မြတ်တဲ့ဓမ္မလမ်းစဉ်ကိုပယ်ချကမိစ္ဆာဘွားနေပဲနှစ်ပေါင်းများစွာနေထိုင်ပြီးတင့်ကိုစောင့်စားနေခဲ့ပါတယ်။သူ့ကိုမြင့်မြတ်တဲ့လမ်းစဉ်ကျင်းပြီးဒီဘွားကြီးကလွတ်မြောက်ဖို့ရန်အတွက်အကျွန်ုပ်ကဘယ်လောက်ပဲတရားချသူ့ညှင်းဆိုင်ခဲ့တယ်။သူသာမြင့်မြတ်ရာဘုံဘဝရောက်သွားပါရင်တရဝတ်နဲ့ကွကွင်းရမှာမို့ထိုအခွင့်အရေးကိုလွတ်လပ်ပြီးမိစ္ဆာဘွားနေပဲသူကနေထိုင်ခဲ့တာပါ။အတင်သူ့ကိုပြောခဲ့တဲ့ဘဝစစ်တိုင်းဒိတ်နေသာနေရပါလို့ဤဆိုတဲ့ဆူတောင်းကိုသူကအခုလိုမိစ္ဆာဘွားဖြစ်မှဖြည့်ဆည်းနိုင်ပါတယ်လေ။အဲဒါကြောင့်နှစ်ပေါင်းများစွာမိစ္ဆာဘွားကြီးနဲ့အသိကိုဒီကျွမ်းရနဲ့စောင့်စားနေခဲ့ရတာပါရှေ့ခက်တတော်ဝါအဖြူအောင်ဝတ်နဲ့အမျိုးသမီးဤစကားတန်ဆုံးရှေ့ခေတ်ရင်မကြီးမှာလွန်စွာမှနာကျင်လာမိရပါတယ်မြင်ဝမ်းထက်မှလည်းမြည်ဤများအလိုလိုစီးကြလိုလာပါတော့သည်အတိတ်ဘွားကရှေ့ဤအမတ်တမဲ့စကားတစ်ခွန်းကြောင့်နှစ်ပေါင်းများစွာမိစ္ဆာလမ်းစဉ်ကိုကျင်းရင်စောင့်စားနေခဲ့တာရဲ့လားငါအရှင်ရဲ့သူအခုဘယ်မှလဲခမညာယနေ့ညကလာပညာဖြစ်ပေရမို့မကြခင်တကောင်ချင်းကိုရောက်တော့မယ်သူသိအနားမှာရှိနေရင်သူ့စိတ်ကိုသူမထိန်ချုံနိုင်မှစိုးမိရထင်ပါရဲ့အကိုတော်ကတိတ်နေဝေးရတော့ထွက်ခွာပြီးသွားခဲ့ကြပြီသူဆောင်သားနေခဲ့တဲ့နှစ်ပေါင်း130တိတိပြည့်ရဲ့ဒီလာပညာကြီးသာကုန်လန်သွားရင်တင်လွှမ်းမြောက်ပါပြီမို့မနှက်ဖြန်နေထွတ်တာနဲ့တင်ရဲ့အိမ်ကိုအပြေးတိုင်ပြန်နိုင်ပါပြီရှေ့ခက်တာတော့ဗျာကျွန်တော်ကအိမ်ကိုပြန်လို့ရတယ်ဟုတ်လားအမဒါဆိုဒိတ်ကရော
သူကဘာများဖြစ်သွားမှာမလို့လဲဗျအကိုရောဒီလားပြကြော်ရင်ဖြင့်အကိုရောကတိတ်ရောမထိန်ချောင်းနိုင်တော့ပါဘူးတင်ကလွတ်လပ်ပြီးရှေ့ခက်တော်ဝါဘာဖြစ်လို့လဲသူကအရင်လိုမျိုးအိမ်ဝဲထဲတော်မလာတော့ဘူးလားမနှက်ဖြန်နေထွက်တာနဲ့အကိုရောတိတ်ကပြစ်တောင်းပြောက်ွယ်သွားမှဖြစ်ပေတာမို့တင်းကြီးအိမ်ဝဲထဲတော်မှလာဖို့အတွက်အခွင့်အရေးသူ့မှာမရှိတော့ပါဘူးအတင်စိတ်ချနိုင်ပါပြီဗျာအကိုရောကတင်းရောဒီပစ္စည်းလေးပိတ်ခိုင်းခဲ့ပါရဲ့ရှေ့ခက်တော်ဝါသူကြောင့်နှစ်ပေါင်းများစွာတိတ်မှထိတ်လန့်စေခဲ့ရတဲ့အတွက်သူ့တိတ်ကိုနာကျင်ခံစားနေရပါတယ်သူ့တောင်းပန်မှုကိုတင်းကလက်ခံပေးစေခြင်းနဲ့ရှေးဤလက်ထဲသို့အလိုလိုရောက်ရှိလာပါသောရိုးတံချွမ်းမြနေပါသောဘီတစ်ချောင်းဤဘီကအိမ်မက်ထဲမှာရှေးဤသမီးရှိတွေကိုသူအမြဲဖိသိမ့်ပေးနေသည့်သူကိုယ်တိုင်ထွင်ထားသောတသားဘီလေးဖြစ်ပေသည်ဒိတ်ဒိတ်ကအပြည့်ပြောက်ွယ်သွားလို့မရဘူးကျွန်တော်ဒိတ်ကိုမခွဲနိုင်ဘူးလာပြီးညမကုန်ခင်သူ့ရဲ့ကျင်းမထံမှသွေးကိုသာသူကမတောက်တော့ရင်အကိုတော်အတွက်မနှက်ဖြန်းဆိုတာမရှိလာနိုင်တော့ပါဘူးရှေးခေတ်မှာမြေအိမ်များစီးကြလာရင်နေရာမှဒူးထောက်ချမိရသားဖြစ်ကယူကျုံမိရဖြစ်သွားမိရပါသည်တောင်းပန်ပါတယ်အရှင်ငါကြောင့်အရာရာအလုံးကငါကြောင့်သာဖြစ်ခဲ့ရတာပါအရှင်ရဲ့ငါ့ကိုမထားခဲ့ပါနဲ့လားတိတ်အရှင်မရှိရင်အကျွန်ုပ်လည်းမရှိနိုင်တော့ပါဘူးလက်ထဲမှာဘီလေးကိုချက်နေအောင်ဆောက်ကင်ကရှေးခေတ်အချိန်တခဏငင်းငိုင်နေမိသည်တားကိုခွတ်လွှတ်ပါအမေပြီးတော့အမနဲ့အတူအမကိုအိမ်ထောင်ချပေးပြီးအမေပျော်ရွှင်စွာနေရခဲ့ပါဗျာသူအခုဘယ်မှာရှိနိုင်မလဲခမညာမမီထံသို့မျောလဲချစ်ကြီးစွာမြေဝမ်းတစ်စုံဖြင့်မောကြည့်ကမေးနေသောထိုလူသားရင်ထဲကိုထိုးထွင်းရဲ့မြေမိကရေဝတီတပြင်းတစ်ချိတ်ရှိုက်မိလိုက်ပါတော့သည်တိတ်လာပညာဖြစ်ပေမဲ့လည်းကျွမ်းကြီးမှာတပ်ပင်ကြီးများထူထပ်နေသဖြင့်ကျွမ်းဤတောနေကြီးထဲမှာအုံဆိုင်နေပါသောထိုတပ်ရင်များကြောင့်လာမင်းရောဘယ်မှာရှာမှန်းမသိသည့်အနေထားပင်ဖြစ်ရနေပါသည်တဖြည်းဖြည်းအမောင်ထုကမြင့်တက်လာသည်ရှည်လေကျွမ်းဤအလေသို့ရောက်မှန်းမသိရောက်ရလာပါသည်တဲထန်စွာရွာနေသောမိုးသည်ရုပ်ချေးတိတ်လွတ်သွားပြန်ရာဆော့ဆော့ကသူမဟုတ်သည့်အလားဒိတ်မင်းဘယ်မှာလဲခူကြီးခန်းလန်းလန်းမှရှိသောခြိုက်ဝမ်းတရံမှာရေကန်မြစ်ကြီးများလားရှေးမှာမမောင်မမဲထိုးနေရကြီးသို့ရောက်ရှိရလာသလိုဝေတွန်တများနှင့်အတူရင်းထိုးနေကြပါသောတပ်ပင်ကြီးများကြောင့်ထိုက်လက်နေမိရသည်ကအမှန်ဒိတ်ငါအယူလားမမြင်ရတဲ့မေကိုမယုံကြည်ဘူးဟုငါတန်တန်နင်းဆန်ပြီးဘာတေချာရေရာမှုမရှိပဲငါစိတ်ရခေါ်ကြောင်အစွဲပြူပြီးဒီကြွိုင်းထဲကိုတယောက်တည်းထွက်လာခဲ့မိတဲ့အထိငါအယူတယောက်ပါပဲဒိတ်အခုရောငါ့ကိုမမြင်ချင်းလို့ရှောင်ပုန်းနေမှန်းတတိယနေ့ငါအယူလို့မင်းကိုလိုက်ရှာနေမိပြန်ပြီဒိတ်ဝမ်းကျင်တစ်ခုလောက်အုံကနေမိသွားသလိုရှေးလေးငေးတန်းပေါအောင်ထိုလူကိုတလိုက်မိသည်အာဒိတ်ငိမ့်သက်နေသောအနေအထားမှနေရုတ်တရက်မိမိအနာသို့ကျိုးကျလာသောတိုက်ကိုင်းတန်ကြောင့်ဒိတ်ဟုခေါ်ကရှင်းမှနေရာမှခြေစုံရရင်မျက်လုံးများမှိတ်ချလိုက်သည်အေးစစ်စစ်အငွေအသေးတစ်ခုအနားမှဖြဲ့ရသွားသလိုရှေးဘေးနာပြုတ်ကျသွားသည်ထင်မိသောတိုက်ကိုင်းမှာခလန်းလန်းသို့ဆင်ကျသွားပါသည်ဤတိုက်ကိုင်းကရှေးတက်တဲ့ကိုကျလာပါရဲ့အဘယ်အတွက်ကြောင့်အဝေးသို့လွတ်ထွက်သွားရပါသလဲဒိတ်ဒီနောက်မှမင်းအခုရှိနေတယ်မလားငါတောင်းပန်ပါတယ်ငါအခုထွက်တွေ့ပေးပါရှေးဘလို့ပင်ခေါ်နေပါသေးတစ်ဖက်မှဘာတောက်မြန်တမ်းမှမကြားရရှေးခေလက်ထဲမှာအနည်းအောင်ပြောင်ချောချောပြီးကလေးကိုပိုးရက်တင်းနေအောင်ဆောက်ကင်ထားမိပါသည်ငါကြောက်တယ်ဒိတ်တကယ်တော့ငါအရင်ကြောက်တဲ့သူပါကွာမင်းရဲ့ခေါ်တဲ့ကြောင့်ငါရဲ့ကြောက်စိတ်တွေတော့မှမေ့ခဲ့ရပြီငါဒီအထိအရေးဆောင်ပြီးရောက်လာခဲ့ရတာပါခိုးလောက်ပါဒိတ်ငါအရင်မှားတယ်ငါမင်းနေပဲနေချင်ခဲ့တာပါအခုအချိန်ဒီတိုင်းဒီဘဝမှာလဲငါမင်းနေပဲနေချင်ခဲ့မိတာပါဒိတ်ရဲ့မင်းကငါပြောလိုက်တဲ့စိုးစိုးစကားတွေကိုစိတ်ဆိုးသွားတာလားဒိတ်ရဲ့မင်းကမိစ္ဆာကောင်းကြီးဖြစ်ပြီးစိတ်ကောက်တတ်တာများလားဒိတ်မိစ္ဆာလဲနှလုံးသားနေပဲတတော်ဝါဒိတ်အခုငါပြောနေရတယ်မင်းကြားရဆိုတာငါသိတယ်စိုးစိုးကဂူးထဲမှာပြောခဲ့မိလိုက်တဲ့စကားတွေအတွက်မင်းငါ့ကိုခွလောက်ဖို့ငါဘယ်လိုတောင်းပန်ရမလဲဒိတ်မင်းပြောပြပါအခုငါတေပေးလို့မင်းခွလာမယ်ဆိုရင်ငါဒီကျမ်းမှာချက်ချင်းရေထဲခေါင်ဆင်းပြီးတေဖို့အသင့်ဖြစ်နေပါပြီဒိတ်ဒါမှမဟုတ်တသားပြီးကလေးရဲ့အယိုးတန်အချွန်ကလေးဟာချစ်နေအောင်ဆောင်ရွက်ကင်ထားမိပါတော့ရှေးခေတ်ဤညာလေးကလေးမြောက်တက်သွားကသူ့ဤလေပင်ထစ်စီတော့အားဖြင့်ပြန်လဲထိုးဆိုင်ချမိလိုက်ပါတော့သည်အာရှေးခန္ဓာကိုယ်လေးမှာဆက်ခနဲ့တုံတက်သွားပါသည်
မိမိ၏ညာလက်မှာအားဖြင့်ဖမ်းဆောက်ကထိန်းချုပ်ပြီးအလိန်ခံရသလိုရှေ့၏လေပင်သားမှာအိတ်ခနဲတစ်ချက်ဖြစ်သွားရပါသည်ဒိတ်ဒိတ်ပဲမင်းရဲ့သွေးတွေကကို့အပိုင်ပဲတတော်ဝါအကြောင်းမဲ့မင်းရဲ့အဖိုးတန်တွေးတွေကိုအကျွန်ုပ်ကြောင့်မဟုတ်ပဲမထွက်စေနဲ့ဒိတ်ရှေဝမ်းသာအားရမိစွာသူ့ပေပြန်လဲပြီးအမောင်ထဲမှနေဒိတ်၏လေပင်တွေထံသို့တွဲခုကဖထားမိလိုက်ပါတော့သည်ငါရဲ့သွေးတွေကလည်းဒိတ်အတွက်ပါပဲငါရဲ့အသိငါရဲ့နှလုံးသားကလည်းဒိတ်အတွက်ပါပဲငါဘွားကြီးကလည်းဒိတ်အတွက်ပါပဲအခုပဲငါရဲ့သွေးတွေကိုတောက်တောင်းလိုက်ပါတော့ငါအရှင်အာရှေလေပင်ထစ်သို့သူ၏အရှာကြီးဖြင့်တက်ဆဲသွားသောဒိတ်ကြောင့်ရှေးမှာစက်သိမ်းများဖြန်းဖြန်းထားရမိသလိုရှင်တဲ့လှက်ခနေဖြစ်သွားရပြန်သည်မကြောက်ပါနဲ့လားကို့မင်းသားလေးဟိုငါမညာချင်ဘူးနည်းနည်းတော့ကြောက်တယ်ဒါပေမဲ့အိမ်မက်ထဲရတော့မင်းကကြောက်ဖို့မကောင်းဘူးသိလားဒိတ်မှန်ပြီလေအကျွန်ုပ်ကချစ်ဖို့ကောင်းတယ်ဒိတ်ဤစကားကြောင့်ရှင်နှခမ်းတွေအမောင်ထဲမှာပြုံးသွားမိရသည်မှုေးတယ်ကိုမင်းရောဆာလောင်နေပြီလေပင်သားများကိုတရှောင်းရှောင်းနန်းဆိုင်ရင်ပြောနေသောဒိတ်ဤစကားကြောင့်ရှင်ခန္ဓာကိုယ်တက်တောင်ကလေးပြန်ဖြစ်ကလက်ကလေးကိုကျစ်နေအောင်ဆောက်ကင်ထားမိလိုက်သည်မကြောက်နဲ့ကိုတရဝါကိုမင်းရောရေးချက်ခွင့်ပေးပါမယ်ဘာများလဲဒိတ်အရှင်အကယ်၍တရဝက်ကကိုနာကျင်မုန်းနေပါကတိတ်ဤလက်ထဲမှာဘီးအချွမ်းပြည့်အကျွန်ုပ်နှလုံးတတဲ့ကိုတစ်ချစ်တည်းထိုးဆိုင်ပြီးသွားခဲ့လိုက်ပါဒီနေ့ကျွန်ုပ်ရဲ့ယခုတွေ့ဆုံမှုကဖြင့်အိမ်မက်သာဖြစ်လို့သွားပြီးတိတ်မော်ဟာထဲကနေအကျွန်ုပ်အပြည့်တိုင်ပြောက်ွယ်သွားပေးပါမယ်ဘာလဲငါမင်းကိုခုထဲမှာပြောခဲ့မိတာရဲ့အတွက်မင်းခုထိစိတ်ဆုံးမပြေသေးဘူးလားငါရှင်မဟုတ်ပေဘူးတရဝရဲ့ဒါကိုကအမင်းဆန္ဒကိုသာဖြည့်ဆည်းပေးခြင်းမိလို့ပါကွယ်ဟိုးအတိတ်ဘွားကလေးကကိုမင်းသားလေးဘာဖြစ်ချင်လဲဆိုတာကိုပဲဖြည့်ဆည်းပေးခြင်းမိတာမင်းကကို့ကိုဖြစ်တည်ပါဆိုရင်ကိုကမဖြစ်မနေဖြစ်တည်ပါမယ်မင်းကပြစ်သုံးပါဆိုမတုံမဆိုင်ကိုပြစ်သုံးပေးပါမယ်တရဝါရှေ့ခေတ်လဲဒိတ်လေပင်တို့သူ၏လက်များဖြင့်ပြန်လဲတိုင်းကဖထားမိလိုက်ပါတယ်ဤအမျိုးသားကိုခွဲရရင်ဖြင့်ရှေ့ဤဘဝတွင်လဲတေဖို့ပင်ရှိပါတော့မည်ဒိတ်အရှင်သေးရင်အကျွန်ုပ်လဲလိုက်ပါသေးပါမည်ဒိတ်အရှင်ရဲ့အနားမှာပဲဘဝဆက်တိုင်းနေပြစေဒါကြောင့်အခုပဲငါ့ရဲ့သွေးတွေကိုမတုံမဆိုင်စုပ်တောက်တောင်းနိုင်ပါတယ်အရှင်ရှေခေဤစကားဆုံးရှေခန္ဓာကိုယ်တစ်ခုလုံးဒိတ်ဤရင်မတ်ထမှာကတ်သွားရဲ့ပွေချီမကအပေါ်သို့တချိန်တော့တက်သွားပြန်မှသဖြင့်ရှေခေထိတ်လန့်တကြားဒိတ်ဤလေပင်ကိုသာအတင်းကရောဖတ်ထားမိလိုက်ပါတယ်အာအရှင်မစိုးရင်ပါနဲ့ကိုငကန်နိုင်မင်းသားလေးကိုခေါ်ဆောင်ရနောက်ကိုသာရဲရဲဝဝလိုက်ခဲ့ပါမင်းလိုချင်တာအလုံးကိုရစေရပါမယ်ဒါဆိုငါတို့အခုဘယ်ဟောသွားကြမှာလဲတိတ်တောင်ပေါ်နဲ့မြေအောက်အဆုံးထိပျော်ရွှင်ခြင်းတွေရှိရာအရက်စီကိုကို့တရဝက်ကိုလှလိုက်ပြီးပို့ဆောင်ပြီးကြည်နူးစရာတွေအများကြီးပြောလေပါမယ်ဘယ်အချိန်ဒီများလဲတိတ်အဆုံးအစမေ့ချင်းပေါ်ကို့တရဝက်ရဲ့ကောင်းငင်လဲမင်းနဲ့အတူငရဲတို့လဲမင်းနဲ့အတူဒိတ်ညအမောင်စူးစူးထဲမှာနေရဲနေသောမြေမတစ်စုံကရှေ့ခေတ်ကိုနင်းသေးစွာကြည့်နေပါသည်သူ့အမိကိုရေးရွက်ကခေါ်ဆိုရင်းမှပဲရှေ့ရင်မကြီးမှလည်းထိတ်ခနဲဆောင်းရခုံသွားရပါ၏တဖြည်းဖြည်းရှေ့အနီးသို့တိုးကပ်လာသောသူ၏နေရဲသောမြေဝမ်းတွေကသားကောင်ကိုခုံးတော်မိသားရအတွင်စူးရဲ၍နေပါသည်ရှေ့ခြေတော်များနောက်သို့ဆုပ်နေမိရင်းမှပဲအပင်ကြီးတစ်ပင်နှင့်ရှေ့ကြောပြင်မှာထိကပ်၍သွားပါတော့သည်ဒိတ်ကြော်တဲ့စိတ်ကနေအေးသွားရသည်လေလိုတန်နှင့်အတူရှေ့ခေတ်၏နဘေးသို့အေးစစ်စစ်အငွေ့အသည်တစ်ခုရောက်ရှိလာသလိုလက်သီးကိုဆုပ်ကမျက်လုံးများမှိတ်ချထားသည်ရှေ့၏လေပင်သားများအေးစစ်စစ်အရာတစ်ခုနှင့်တက်၍ဆဲသွားခံလိုက်ရပါသည်အာကြောက်နေပါသလားကိုယ့်ရဲ့တရဝါရှေ့ခါကျကျင်လေးထိအေးစစ်စစ်လေးတစ်စုံကညှက်ရွယ်ဆောက်ကင်လိုက်ကရေခဲတမြအေးစိတ်နေပါသောရင်ခွင်တစ်ခုတည်းဆဲသွင်းခြင်းခံလိုက်ရပါတယ်ရှေ့ရင်တွေအတိုင်းစာမရှိလှိုက်ကခုံပေါက်နေသည်ဒါကတိတ်ကိုကြောက်နေခြင်းများလားရှေ့နာခြင်းမကြောက်နေခြင်းများလားပင်ကြီးကြီးတက်ပင်ကြီးတစ်ပင်နှင့်ဒိတ်ဤအေးစိတ်ကနေသည့်ရင်ခွင်ကြားမှာရှေ့ခေတ်ရဲ့အသက်ရှူသံများမှားနေရသည်တရှိရှိတရှိရှိဖြစ်နေသည့်ဒိတ်၏အသက်ရှူသံများကလည်းသူ၏စိတ်ရမ်းများကိုထိမ့်ချုပ်နေခြင်းပင်ဖြစ်လိုက်မည်တဖြည်းဖြည်းအလင်းရောင်ထွက်ပြူစားပြုတော်မူဒိတ်ကအခုထိမလှုပ်ရှားသေးခဲ့ပါချင်းခုထဲကအဖြူရောင်ဝတ်ထားသည့်အမျိုးသမီးပြောစကားအရဒိတ်ကယနေ့မနေ့နေထွက်ချိန်မှာရှေ့ခေတ်သွေးကိုမတောက်သုံးပါကပြစ်သုံးပြောက်ကွယ်သွားရလိမ့်မည်သူ၏ရွေးချယ်တတ်မှတ်ထားသောကျင်ဖေးသွေးကိုမတောက်သုံးခဲ့ပါကသူကအမှန်တကယ်ပင်ပြောက်ကွယ်သွားမှာလား
မဖြစ်ဘူးတိတ်မရှိလို့မဖြစ်ဘူးတိတ်အရှင်သေးရင်အကျွန်ုပ်လည်းလိုက်ပါပဲသေးပါမည်တိတ်နေပဲမခွဲတူနေချင်းမိရတာပါဘဝဆက်ဆက်အရှင်နဲ့သာအတူတူရှိရရင်ဖြစ်မိစ္ဆာဘဝနေပဲဖြစ်ပါအကျွန်ုပ်ကမခွဲတူဖြစ်ချင်မိတယ်တိတ်အရှင်နေမခွဲချင်ဘူးအရှင်ရှေးခေတ်ခေါ်နေပေမဲ့အရှင်ကလှောက်ရှားခြင်းမရှိခဲ့ပါဘူးသူ့ရင်ခွင်ထဲမှာရှေးခေတ်ကိုဖိတ်ရထားကငြိမ်သက်နေပါသည်အရှင်အဘယ်အတွက်ကြောင့်များအချိန်ဆွဲနေရတာများလဲမကြခင်နေထွေးမိဖြစ်တာမို့အကျွန်ုပ်၏သူ့ကိုအမြန်တောက်တုံးလှဲ့ပါတော့လားထိတ်ချစ်ရသူနာကျင်မိကိုသိပါ၏နဲ့များအကျွန်ုပ်ကဘလို့သောဆိုင်ရိုင်းနေမင်း၏သူ့ကိုတောက်တုံးရပါမလဲကိုတရဝတ်ရဲ့ရှေးမှာအသေးနုလာသည့်မိစ္ဆာကြီးကိုမော့ကြည့်ရင်မိမိလက်တစ်ဖက်ဖြင့်စောက်ကင်ထားမိသောဘီကလေးအချွမ်းဖြင့်ဘယ်လင်မောင်းကိုအားကောင်တစ်ချက်ဆောင်းထိုးမိလိုက်သည်အာအလောတရဝတ်ဘလို့များလောက်လိုက်ပါသလဲကိုတရဝတ်ရဲ့ဆိုရင်တကြီးအတန်နဲ့အတူဝီလီဝင်လဲအချိန်မြင်နေရပါတော့ချစ်ရသူလက်မောင်းထင်မှသွေးစာများနဲ့မှုရနံတချို့ကြောင့်ထိတ်ဤထိန်ချုံနံများမေးလာရကအသိရှုတန်းများကမိမိတို့ချစ်သူနူးရောက်ရှိနေပါတော့အမြင့်ဆုံးတောင်ထိပ်ရှိတောနေကြီးတွင်မှပက်တင်ထက်ကြားနေရသည်သူညီနှန်းကြောင့်ထင်မှရဲ့အနီးတစ်ဝိုက်တော့ပြန်ဝဲရောက်ရှိလာကြသောအနည်းရောင်ငှက်ကြီးနှကောင်မှာထိတ်ဤအကြည့်ဆူဆူကြောင့်ချက်ချင်းစွတ်သလိုမိတောင်လောင်ကမြင်မြင်တို့ပြုတ်ကျကုန်လေတောက်လိုက်အမြန်တောက်လိုက်တော့တိတ်ငါရဲ့ဒီနေရဲပြီးချိုမွေးနေတဲ့သွေးတွေကအတိတ်အရှင်ရဲ့အပိုင်တွေမို့အရှင်စိတ်ကြအမြန်တောင်းဆောင်လဲပါတော့လားအာရှေးခေတ်ဤကိုလေးမှာဘေးသို့လဲကျ၍သွားပါ၏တိတ်ဤမျက်လုံးများကပိုပိုရဲ့ဆူရဲနေကျင်လာပြီးအတန်နေကြီးဖြင့်အားကနေအော်ကဆွဆော့ကရှေးကျောမီကထားပါတော့တစ်ပင်ကြီးပင်ကြီးကိုသူ၏လက်သေးများဖြင့်ဘေးညာကုတ်ချရနေပါတော့သည်သွေးကိုမြင်၍ထိန်ချုံကခင်းနေပုံရသောတိတ်မှာရှေးဤသွေးကိုမဖြစ်မနေတောက်သုံးရမည်ဖြစ်ပေမဲ့သူ၏ချစ်ရသူကိုနာကျင်မှစိုးရင်သောစိတ်ဖြင့်စိတ်ရန်ကိုအကောင်းဆုံးထိန်ချုပ်နေပုံရသည်ဒိတ်နေထွက်တော့မယ်အရှင်အခုထိငါ့ကိုမကြိုက်သေးဘူးဆိုရင်ဒီမှာကြည့်ဒီဘီရဲ့အချွမ်းနဲ့အကျွန်ုပ်ရဲ့လေပင်ကိုအခုပဲထိုးဆိုင်လိုက်ပါတော့မယ်ရက်စမ်းတရဝမြောက်တက်သွားသောရှေးလက်ကလေးမှာလှုပ်ရှားရမရပဲလေထဲမှရက်တက်နေပါသည်ဒိတ်ကရှေးအနာသို့လေနှင့်အတူလှည့်မြန်စွာတဖန်ပြန်ရောက်ရှိလာပြီးရှေးပခုံးသားကိုဆောင်းတွန်းကဆဆဝတစ်ပင်ကြီးထံထိုးကပ်လိုက်သည်ဒိတ်နာကျင်ဖို့အသိမဲလားကိုမင်းသားလေးနာသို့တိုးကပ်ကပြောလာသူ၏စကားကတာမန်မြဖြစ်ပေမဲ့ရှင်းရင်နဲ့လက်ခနဲရဲ့ပါသို့ပေမဲ့ရှေးဤခေါင်းတွေကထိတ်ကိုအချင်းချင်းဥညံ့ပြနေမိပါသည်ဒီလိုဆိုရင်ဖြင့်အကျွန်ုပ်ကတင့်ထံအောင်ယခုပဲတိုးဝင်လာခဲ့ပါမယ်တင်နာကျင်နေတဲ့အခါဒိတ်ဟုအကျွန်ုပ်အမိကိုသာရွတ်ဆိုလိုက်ပါကိုတရဝါအကျွန်ုပ်ကတင့်ဤနာကျင်ခြင်းတွေကိုတိုက်ခိုက်ဖယ်ရှားပေးလိုက်ပါမယ်အရှင်အလိုတော်အတိုင်းပါပဲထိတ်ထို့နောက်ဒိတ်ဤမြင်ဝမ်းများကမီးကြီးထိုးထားပါသောမိခဲအလားအလုံးစုံနီရဲကတားရဲတကောင်လောသူ၏ဥခေါင်းကိုခါရမ်းကဖြင့်ဆူရှာကျေးလောင်းစွာအော်ဟိတ်လိုက်ပါသည်ဝင်းခနဲ့လက်သွားသည့်တစဲဖြူဖြူများကိုမြင်လိုက်ရသည့်အခိုက်မှာရှေ့၏မျက်လုံးများမှိတ်ချလိုက်မိပါတော့သည်အာအတောင်ပံမပါတဲ့မြည်သည့်တားရဲတိရစ္ဆာန်မှမရောက်ရှိနိုင်ပါသောဤကျွမ်း၏လွမ်းစွာမြင်မာလာသောတောကြီးရဲ့ထိပ်ပြား၌ဆူရှာကျေလောင်မာသောအမျိုးသားတဦး၏နာနာကျင်ကျင်အော်ရဲတန်တစ်ခုကြီးစိုးလို့သွားခဲ့ပါတော့သည်လေပင်နှင့်ပခုံးသားကြားမှာပူခနဲဖြစ်သွားရသလိုရှည်လေရုပ်တည်းတတိလဲကျသွားပါတော့သည်တတိတို့မလဲဟင်းချိန်ချစ်ရသူနှင့်မခွဲတူနေရပါတော့မည်ဆိုတဲ့လက်ကျန်အသိစိတ်တို့ကြောင့်ရှေ့၏နှကန်းတွေကဖြင့်ပြုံးရလွှမ်းနေသည်မဟုတ်ပါလားနောက်ဆုံးတော့ဒိတ်အရှင်နှင့်တသားတည်းဖြစ်လို့သွားခဲ့ပြီးမို့ဘယ်ဘဝရဲ့ရောက်ခွဲเสียမလို့တော့ပါပဲရှေးဘဝကရှေးခေတ်စတောင်းများအမှန်တကယ်ပင်ပြည့်ဝခဲ့လေပြီချစ်တယ်ဒိတ်မိမိလင်မောင်သွေးကြောများကိုလက်သေးဖြင့်ပြန်လဲလှိဖြက်ကချစ်ရသူ၏လေပင်မှဒဏ်ရာပြီးအယဲစိတ်ကြောင့်ကိုက်ခဲထားမိသည့်ခန္ဓာကိုယ်အနှံပြားကကိုက်ရများကိုမိမိသွေးတို့ဖြင့်ဒဏ်ရာမကျန်အောင်တိတ်မှပြန်လဲကုသပေးကတက်တာစေခဲ့ပါသည်ချစ်ချင်းဆိုသလိုဒဏ်ရာများပြန်လဲချစ်ကငကိုပုံစံအတိုင်းအမာရွက်ပင်မရှိသည့်အနေအထားမို့တရဝက်ခမများမိမိကိုမမီလွန်စွာမှအံ့ဩပနံဖြစ်လို့နေမိပြန်တယ်ပျော်ပါသလားတရဝါတရဝက်ခန္ဓာကိုယ်ကိုရင်ဝဲပိုက်ထွေးကဖြင့်နေရငကားစိမ့်ကြီးရှိရာကိုစီသို့ပြန်လာရင်မေးလိုက်ပါတော့ဒိတ်၏အမေကိုတရဝက်မှာကောင်းချိန်ကအချင်းချင်းအဖြေပေးမိပါသည်ပျော်တယ်အရှင်နဲ့အတူဆိုတဲ့စိတ်နဲ့ငါပျော်တယ်ဒိတ်ဒါပေမဲ့အမေကိုငါလွမ်းတယ်ထိုစကားကိုတရဝက်စိတ်တွင်းမှာဖြေချမိလိုက်ပေမဲ့ဒိတ်၏မျက်နှာပြင်းသွားမိရပါသည်
တိတ်မှာတရဝရဲ့ခန္ဓာကိုယ်လေးကိုခုအတွင်းရှိအနီရောင်ခရီးပါသားစခင်းထားပါတော့ကြောက်သားပြင်ထင်မှာညင်သာသာချလိုက်မိပါသည်ခွန်းလာပါကိုတရဝတင်းရဲ့အမေဆုံးမသွားပြီဆိုတာကိုအကျွန်ုပ်မပြောပြဖြစ်မိသေးဘူးတရဝဆိုတော့ကောင်းလေးဒိတ်နဲ့အတူနေသည့်တရက်ကသူ့ဤမိသားစုထံမှနှစ်ပေါင်းများစွာကြာခဲ့ပါပြီရှေးခေတ်တရဝရဲ့မိခင်ဖြစ်သူမှာသားဖြစ်သူအိမ်ကထွက်သွားပြီး3နှစ်အကြာမှာပဲနာမကျန်းဖြစ်ကဆုံးမလို့သွားခဲ့ပြီဖြစ်တယ်လို့အမဖြစ်သူလည်းသူ့ရဲ့ချစ်သူနဲ့အိမ်တောင်ကြလို့သွားကယနေ့မှာတော့တရဝရဲ့တူလေးဖြစ်သူရှေးခေတ်အခရာဆိုတော့ကောင်းလေးရဲ့မင်္ဂလာပွဲကျင်းပသောနေ့ရက်ကလေးဖြစ်ပါသည်ကိုတရဝပြောပါရှင်အကျွန်ုပ်ကတင့်ကိုမကြခင်လိုက်ဖို့ရာရှိပေတာမို့အစင်းနဲ့ပြင်ထားလှဲ့ပါကိုတရဝဘယ်လိုများလဲအရှင်တေချာပေါက်ပျော်ရှင်ချင်းစီကိုပေါ့ကိုမင်းသားလေးဒိတ်ဒီနေရာကရှေ့ခေတ်ထွက်လာစဉ်တော့ကနေမတူပဲကွဲပြားခြားနာသောပြင်ဆင်မှုနှင့်မြင်လိုက်ရပါသောမြင်ကွင်းကြောင့်ရှေ့မှာမိမိ၏ဘေး၌ရပ်နေသောအမျိုးသားဖြစ်သူကိုနားမလည်နိုင်စွာမော့ကြည့်၍မေးလိုက်မိပါသည်အသင်ရဲ့အိမ်ပဲဖြစ်ပေတယ်တရဝအိမ်ဟူသောအမိနာမကလေးကိုကြားလိုက်ရသည်နှင့်ရှေ့ခေတ်ရင်ထဲလှိုက်ခနဲဆိုသလိုအနှွေးတက်လေးဖြတ်ပြေးသွားမိပါသည်အိမ်ဆိုတာအမေပေါ့ဒါဆိုအမေကိုရှေ့ပြန်နှွေးခွင့်ရပြီပေါ့အမေရှေ့ရန်ကင်းနေတော့မှပဲမိမိတို့အိမ်ကြီးရှောင်းလန်းမအတိုင်းထွက်လာသောအသက်45နှစ်အရွယ်အမျိုးသမီးတူကိုရှေ့မှဝမ်းသာအရာအမေဟုအော်ခေါ်မိလိုက်ပါသည်သားအမြန်လာလေကွယ်အမေတို့နောက်ကြတော့မယ်ရှေ့ရဲ့အမေစီကိုရှေ့ပြေးပြီးသွားဖက်ဖို့ဟန်ပြနေစဲမှာပဲအေးစိတ်ပြီးအားပြင်းတဲ့လက်တစ်ဖက်ကရှေ့ရခန္ဓာကိုယ်လေးကိုရစ်ပတ်ကတိုင်းရွယ်ဖက်လာသည်ရှေ့ခက်နားမလည်နိုင်စွာထိတ်ကိုမောကြည့်မိတော့ဒိတ်ကအေးစစ်စွာပြုံးပြလာပါသည်စောင့်ကြည့်ပါအောင်လားကိုမင်းသားလေးအေးစစ်သူ၏ရှားပြားကြီးကရှေ့၏နားပြားကိုတို့ထီကြည့်စေပါရင်အရှိတို့မင်းကိုပြနေသူကြောင့်ရှေ့မှာအမေကိုပြန်ကအကြီးအမေကရှေ့တို့အိမ်ထဲကိုပြုံးလာကြည့်နေပါသည်လာပါပြီအမေရဲ့တာဖွားဖွားနဲ့ဦးရှိခက်တို့ကြော့နေလို့ပါဗျအတန်နဲ့အတူအသက်20အရွယ်ခန့်ရှိသည့်ကောင်ငယ်လေးတစ်ယောက်အိမ်ထဲမှပြေးထွက်လာသည်ပြီးနောက်ထိုကောင်ကရှေ့၏အမေကိုပြေးကဖက်ထားလိုက်သည်သူကဘယ်သူလဲမဟုတ်ဘူးအဲ့ဒါအမေသားမဟုတ်ဘူးတားကဒီမှာပါအမေကျွန်တော်ကဒီမှာပါအမေတားကိုလှည့်ကြည့်ပါဦးသူကအမေသားမဟုတ်ဘူးသူလိမ်နေတာကျွန်တော်ကသာအမေရဲ့သားပါငါသားလေးကလိမ်မာလိုက်တာကွယ်ဖွားဖွားနဲ့ဦးတို့သာရှိကြရင်အယံဝမ်းသာကြမှာသားတို့ကဖွားဖွားနဲ့ဦးအတွက်ရည်စူးပြီးခုတူကောင်းမှုတွေအများကြီးလုပ်ကြမယ်တော့မမေဒါပေါ့သားရဲ့မမေနဲ့မောင်လေးအတွက်အမေတို့ကကောင်းမှုတွေအများကြီးလုပ်ပေးကြတာပေါ့အမေရှေးအတန်ကောင်ဟိတ်ကအမေကိုအော်ခေါ်မိပေမဲ့အမေကအိမ်ထဲမှာထွက်လာသောကောင်ကိုစီးစုံပက်ဖက်ကခေါင်းလေးကိုပတ်တိုင်ရင်ရှေးနားမလည်သောစကားတွေကိုပြောနေပြန်ပါတယ်သူကတရဝအမေမဟုတ်တန်မေဘူးသူကတရဝရဲ့အမသာဖြစ်ပြီးဘေးနားယောက်ျားသားဟာဆိုရင်သူ့၏သားသာဖြစ်ပေတဲ့တရဝဘယ်လိုဒိတ်အဲ့ဒါငါအမေလေဘာလို့ငါ့အမဖြစ်ရမှာလဲပြီးတော့ဟိုကောင်အဲ့ကောင်ကလူလိမ်ငါမရှိတော့အမေစီမှာငါနေရာဝင်ယူနေတာငါအမေကိုရှင်းပြမှာဖြစ်မယ်ဒိတ်စိတ်ကိုပြင်ဆင်ထားပါတရဝအသိရဲ့အမေကတင်ထွက်သွားပြီး3နှစ်ကပဲဆုံးမလို့သွားခဲ့ပါပြီယခုတင်မြေနေခဲ့ရတဲ့လူသားကတင့်ရဲ့အမနဲ့သူ့၏သားသာဖြစ်ပေသလားယနေ့တင့်သူလေးနဲ့သူ့၏ချစ်ရသူမင်းကလေးတို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲရှိပေတာမို့သူတို့တရားရုံးကိုသွားဖို့ပြင်ဆင်နေကြချင်းသာဖြစ်ပေတဲ့ကိုတရဝဘယ်လိုဒိတ်ငါရဲ့အမေကသိပြီဟုတ်လားဘာတွေလဲဒိတ်ငါအမေကဘာလို့ဒီလောက်မမြန်သိရမှာလဲအမေမှာသိစီလောက်တဲ့ယောဂဆံဘာတစ်ခုမှမရှိပါပဲနဲ့အမေကဘလို့ချက်ချင်းသိရတာလဲမင်းကအညာနေရမလားဟမ်ဟုတ်တယ်မလားဒိတ်ငါအမေစီကိုပြန်သွားမှကြောက်လို့ငါ့ကိုလိန်နေတာမလားငါ့ကိုလိန်နေတာလို့ပြောလိုက်စမ်းပါဒိတ်ရဲ့ဒိတ်ဤရင်ခွင်ထဲမှရုန်းကန်ရင်သူ့၏အမျိုးသားရှိသောကားထဲသို့ဝင်သားကြသောမျက်စိရှင်မှသားမိထံသို့ဝန်းနေစွာကြည့်ရင်အဝိတ်ကံငိုနေပါသောတရဝ၏နာကျင်နေမှုအတွေ့ဒိတ်ရင်ထဲမှထပ်တူနာကျင်နေရပါသည်ကောင်းကင်ကြီးတစ်ခုလုံးမဲမောင်ကမကြခင်မိုးများတဲထန်စွာရာပြီးတော့မည်ဒါကဒိတ်ဆိုသောမိစ္ဆာကောင်းမြင့်များဆိုတာကိုဖြင့်ချရတဲ့တရဝက်ကယခုတိုင်မသိရှိသေးပါဘူးအကျွန်ုပ်ကိုစိတ်ဆိုးနေပါသလားတရဝကျွမ်းအလဲရှိငကစိမ်းကူကြီးအနီးနားရေကန်မြင်းအလဲ၌ရှိသောဘရုံမာကြာပန်းများကိုငေးကချစ်ဖို့ကောင်းသည်ဟုတွေ့ရင်ငြိမ်သက်စွာရပ်နေသောရှေခိခါတဲ့သောအစ်စစ်လက်စုံရစ်ပတ်ခါလာပါသည်ရှေသူ့ကိုစိတ်ဆိုးမိပါသည်အမေရဲ့နောက်ဆုံးချိန်ကိုတောင်းမှရှေမမြင်လိုက်ရဘူးမလား
သူကတည်ရနေစိတ်လွမ်းပါတယ်တကယ်ကိုအသေးနှလုံးမရှိတဲ့မိစ္ဆာကောင်ကြီးကိုအသေးနှလုံးကတရဝက်ပဲဖြစ်ပေတယ်ဒါအောင်ဖြစ်အဖေကြောင့်များအသေးနှလုံးမရှိဖြစ်ရမှာလေကိုတရဝက်ရှေးအတွေ့မဆုံးသေးခင်မှာပဲသူ့ထံမှကြားလာရပါတော့တုံ့ပြန်စကားကြောင့်ရှေးသူ့ကိုခက်ဆူဆူမောကြည့်လိုက်မိပါသည်ဒါမျိုးကြကြားတယ်ပေါ့ငါအမေကိုလွမ်းနေလို့ငါစိတ်ထဲကအော်နေတော့ငါကြောင့်ဥပိ္ပခါပြုတ်ထားရတဲ့မကောင်းဆိုးဝါးကြီးမကောင်းဆိုးဝါးမှလည်းနှလုံးသားပါပါတယ်တရဝါအသိနဲ့ခွဲပြီးအကျွန်ုပ်မနေနိုင်ပေဘူးဘယ်သူဟာရောအရှင်နဲ့ခွဲမယ်ပြောနေလို့လေအမေရဲ့နောက်ဆုံးအချိန်ကိုတော့ငါမြင်ချင်မိတာပေါ့ကွာအမေဒီလိုဖြစ်မယ်သိရင်နေဘာလို့နှောက်ဆက်နေရတာလဲတိတ်တင်းရဲ့အမေအရေးကိစ္စအဖြစ်အကျွန်ုပ်ဝင်ပြီးဆွတ်ဖက်ခွင့်ပြုလို့မရပဲလူပုံရင်ကိစ္စပဲဖြစ်ပေတယ်တင်းရဲ့အမေဖြစ်သူကအသက်အရွယ်ရလို့ဘဝအသက်ကိုကူးပြောင်းသွားခြင်းဖြစ်ပြီးယခုမှမို့တင်းသူလေးနဲ့ဇနီးမယားဖြစ်သူယူဝမ်းမှာပြိတ္တရေတဲ့ကလူပြန်ဝင်စားနေပါတယ်ဖဲလို့အမေကငါတူလေးရဲ့မိန်းမစီမလူပြန်ဝင်စားနေတယ်ဟုတ်လားတဲ့သိချင်ပါသလားတရဝါသိချင်တာပေါ့သိချင်တော့အရှင်ကိုမေးနေတာပေါ့အဖိုးခမပါပဲအကျွန်ုပ်ကအနာဂတ်ကိုကြိုပြောပြလို့မရနိုင်ဘူးတရဝါဒိတ်ခတ်ဆူဆူမမီအမိကိုခေါ်ရင်မောကြည့်လာသူနှကန်းလေးမှာအနှဲငယ်ဆူထိုနေတောင်ပြသည်အကျွန်ုပ်ရဲ့ဆိုလိုရင်းကိုတင်သိပါသလားတရဝါမသိဘူးသိလည်းမသိချင်ဘူးမသိဘူးဆိုရင်ဖြင့်အကျွန်ုပ်ကလည်းတင်အမိခင်အနာဂတ်အကြောင်းကိုပြောမပြပေးနိုင်ဘူးမိစ္ဆာကောင်ကြီးမင်းတမင်ညစ်နေရမလားချေရသူရင်တွင်းမှကြီးစဲစကားကြောင့်တိတ်နှကန်းတိကျင်းတဲ့ပြုံးကြီးကော့ညက်ကဖြတ်ထွင်းရပါတော့သည်ပြောပြငါအမေကတကယ်ပဲငါတူလေးတို့လင်းမယားထက်မှလူပြန်ဝင်စားမှာလားပြီးတော့အမေကဘလို့ပုံစံမျိုးလေးလဲသူမအသက်ကြီးလာရင်ရောငါတော့ချောမှာလားမိခွန်းတစ်ခုအတွက်ကိုယ့်ကိုတစ်ချိန်နမ်းရပါမယ်တရဝါပြီးတော့အသက်အလိုရှိရာမိခွန်းကိုစတင်မေးနိုင်ပါပြီဟွန်းတော်တော်ညံများတဲ့ငကားမိတ်စာလူကိုအကြောင်းမျိုးပြပြီးအသားယူဖို့ပဲတည်တယ်မှန်ပြီတဲ့တရဝါကိုကညံများလွန်းတဲ့ငကားမိတ်စာတို့ဝေမဲ့ကိုယ့်ရဲ့တရဝက်ကငကနိုင်မင်းသားလေးဖြစ်ပေတာမို့ကိုအဖြစ်တရဝက်ကိုဘယ်ရာမှမရှိန်ပြန်ဝက်ပေးတယ်မှာဘူးတကြီးအပြောကြောင့်ရှေးသူ၏လေပင်ကိုတွဲခိုကဖတ်ထားမိလိုက်ပါသည်ချစ်တယ်ဒိတ်ငါမိเจ้าပြောပြပြီးတော့ငါအရှင်ရှေးညာပဲပါလေအိခနဲ့ဖြစ်လို့သွားသည်ထို့အတူရှေးခန္ဓာကိုယ်လေးမှလည်းလေထဲမြောက်တက်သွားပြန်ပါတယ်တိတ်ကရှေးကိုပွေ့ချီကမထားရင်းဖြင့်ညံတို့စွာမျက်နှာလေးကိုငုံငါကြည့်နေပါသည်အကျွန်ုပ်ကိုဖြင့်ဘာပြန်ပေးလိုက်မှလဲတရဝါငါရှင်လို့ရှိရအောင်ပေါ့ငါအသေးရောခန္ဓာပါထိတ်ရှင်ပိုက်ဆိုင်ပြီးပြီပဲဘောင်များထပ်ပြီးအလိုရှိနေပါတလဲထိတ်ရဲ့စိတ်ဝိညာဉ်ဖြစ်ပေတဲ့တရဝါအသိရဲ့အလုံးစုံသောစိတ်အစဉ်ကိုအကျွန်ုပ်သာပိုင်ချင်စမ်းပါပြီးအချစ်ရဲ့ငါရှင်ကလောဘကြည့်လိုက်တာငါအခုအသိကလွဲပြီးဘယ်လိုများစိုက်အောင်နေပါသလဲစောစောအဖြစ်တရဝက်ကကြာပန်းများကိုချစ်ပါသည်ဟုတွေးတော်နေပေတယ်မဟုတ်ပါလားတိတ်စကားကြောင့်တရဝက်ထိုလူသားကိုအလန့်တကြားမော့ကြည့်မိပါသည်အမှန်တကယ်ပဲစောစောကထိတ်မလာခင်ရှေ့မှာကံရင်ပြင်းအလဲမကြာပန်းလေးများကိုချစ်เสียဟုတွေးတော်နေမိခြင်းဖြစ်ပါသည်ကြာပန်းလေးများနဲ့တောင်တဝန်တိုနေပြန်ပြီလားငါအရှင်ရဲ့တိတ်ရှိပဲဖြစ်စေတိတ်မယ်ပဲဖြစ်စေကိုယ့်ပဲချစ်ပါတရဝါကြာပန်းများကိုချစ်ပါသည်ဟုတွေးတော်မိ၍အကျွန်ုပ်ကအပြည့်ရှိသွားပါသလားတိတ်ရှေးအမင်းကြောင့်ရုပ်တည်ကြီးဖြင့်ခေါင်းငိမ်ပြလာသည်ရှေးကရွယ်မေးလိုက်ခြင်းဖြစ်ပေမဲ့သူကအတီထင်မှတ်၍သွားပြီးသူရင်ခွင်ထဲမှရှေးမျက်နှာထံခေါင်းငုံချလာပါသည်တရဝအပြစ်ကတိတ်ကိုကြီးမားသွားပါပြီရဲ့အကျွန်ုပ်ကိုဘလို့ပြန်ပေးဆက်ပါမလဲနီလန်မျိုးစုံသုံးကအသားယူဖို့အမြဲချောင်းနေပါတော့ရှေးအရှင်သခင်ကိုရှေးမှာမြန်လို့မိရစွာပြုံးချနေမိရင်သူ၏လေပင်တွေထံတွဲခုန်မိလိုက်ပါသည်ဤညာလည်းပဲအကျွန်ုပ်၏အသွေးအသားကိုအဆုံးအစာမဲ့သုံးဆောင်စားသုံးလှည့်ပါအရှင်ဟုတ်ကဲ့ပါရှင်အဆုံးအစာမဲ့ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်ဇာတ်လမ်းလေးကိုစနေဆုံးထိလိုက်ပါပြီးတော့နားဆင်မိခဲ့ကြတဲ့တယောက်ချင်းစီတန်းကိုလည်းကျေးဇူးအများကြီးပဲတင်ရှိပါတယ်ရှင်နောက်ထပ်လည်းတက်တက်သောဇာတ်လမ်းလေးတွေကိုနားဆင်နိုင်ဖို့ channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ကြပါနဲ့အောင်နော်ပရိသတ်ကြီးတို့ဖတ်ပေးစေချင်တဲ့ဇာတ်လမ်းလေးတွေရှိရင်လည်းအခုဗီဒီယိုရဲ့ comment မှာမမေ့ထားခဲ့ကြပါနော်နောက်ထပ်ဇာတ်လမ်းတစ်လေးတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ပါရှင်